Hello အားလုံးပဲမင်္ဂလာပါ Terabyte Hindu Page ကမျိုးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာ pick up ပိုင်းလေးပေါ့နော်ကိုပြချင်တဲ့ဆန္ဒလေးတွေဖြစ်လာမှလားဆိုတော့ pick up ပိုင်းလေးကိုဒါဟောပြရဖြစ်တယ်ပေါ့နော်အဲ့တော့ pi 1 pi 2 pi 3ဆိုပြီးတော့ရှိတယ်ကိုကြိုက်တဲ့ pi လေးကိုရွေးစီချင်ပါတယ်ကဲအားလုံးပဲရွေးပြီးပြီလို့ကျွန်တော်ယုံကြည်ပါတယ်အဲ့တော့ pi 1ကမျိုးစပြီးတော့ကျွန်တော်စပြီးတော့ဟောမယ်နော်So, pi 1လေးကြည့်ရအောင် Okay. Maybe you are in the right way ဆိုတဲ့သဘောမျိုးတော့ခံစားမိတယ်။ဖြစ်တဲ့သဘောတော့ကိုယ့်ရဲ့ဖြစ်ချင်တဲ့ဆန္ဒတွေနဲ့တစ်ထပ်သေးကြဖို့အတွက်ကိုခုချိန်မှာကိုကလည်းစူးစမ်းနေတယ်ဆိုတဲ့အနေအထားတစ်ခုတော့ပြတယ်။ဖြစ်တဲ့သဘောတော့ alignment တစ်ခုဖြစ်နေပြီးကိုယ့်ဘက်ကမြန်ဆက်ပြီးတော့လှုပ်သွားဖို့ပဲအရေးကြီးတယ်။ဖြစ်တဲ့သဘောတော့step by step ပဲသွားတဲ့နေဒီမှာဘာကိုခံစားမိနေလဲဆိုတော့ sometime ကို over confident ဖြစ်သွားတာမျိုး sometime တခါလေးကြားလို့ရှင်ဘယ်လိုပြောမလဲကိုယ့်ရဲ့ mood အပေါ်မှာမူတည်ပြီးတော့လှုပ်လိုက်မလှုပ်လိုက်အဲ့လိုပုံစံမျိုးပေါ့နော်ကိုယ့်ရဲ့ဖြစ်ချင်ကိုယ့်ရဲ့ဆန္ဒလေးအဲ့လိုမျိုးပုံစံမျိုးခံစားမိတယ်အဲ့တော့ကိုဖြစ်တဲ့ဆန္ဒတစ်ခုကိုကဖြစ်မြောက်ဖို့ဆိုတာကဆွဲရှိဖို့လိုအပ်တယ်အဲ့အခွင့်အရေးမိမိရစုပ်ကိုင်နိုင်မှုအရေးကြီးတယ်တခုပါလဲဆိုတော့ကိုကတော့ခုနက alignment တခုတော့ဖြစ်နေပြီဒါပေမဲ့အဲ့ကိုရဲ့ maybe ကိုရဲ့ mindset thinking way တွေကြောင့်လည်းဖြစ်လိမ့်မယ်maybe တခုပေါ့နော်ကိုစိတ်ထဲမှာစိတ်ထင်နေရအရာတွေလည်းဖြစ်လိမ့်မယ်အဲ့ဒါတွေကြောင့်မလို့ဘာဖြစ်လို့လဲဆိုတော့တခါလေးကြားလို့ရှင်ကိုဖြစ်တဲ့လောက်မဖြစ်တာမျိုးနော်ကိုယ့်ရဲ့ mindset တွေကမှားနေရမျိုးရှိတယ်အဲ့တော့တခုအနေနဲ့ဆရာပြောချင်တာအဲ့တော့ကိုယ့်ရဲ့ mindset ကလေးလည်းတခုအနေနဲ့ပြောင်းတင်တယ်ပြောလို့ရ over button နဲ့သွားလို့မရတော့အနေထားတစ်ခုလေးဒါဖြစ်လာပြီဆိုတဲ့အနေထားတစ်ခုဒါပေမဲ့ကိုယ့်ရဲ့ဆန္ဒတွေဆိုတာကလည်းကိုယ်နောက်ကကိုယ်တိုင်ကလည်းပါဝင်ဖို့လိုအပ်တယ် participate မလုပ်ဘဲနဲ့ကိုယ့်ရဲ့ဆန္ဒတွေကဘလောက်ပဲပေးလို့ကိုယ့်အတွက်လာကိုယ်တိုင်မလှုပ်ရှားမလုပ်ဘူးဆိုရင်လည်းဖြစ်မလာဘူးပေါ့နော်အဲ့အတွက်ကြောင့်တစ်ခုအနေနဲ့ကတော့ကိုယ့်ဘက်ကလည်းအားထုတ်မှုလေးတော့လိုအပ်သေးတယ်နော်အရင်တော့ဒီမန်လောက်ရတာမျိုးတော့မဟုတ်ဘူးကိုလိုချင်တဲ့ဘဝဆန္ဒဆိုတာအရင်မန်လောက်ရတာမဟုတ်ဘူးလွယ်ကူလေးပဲတင်မလားသူများက2ဆ3ဆစူးစမ်းအားထုတ်ရတဲ့အချိန်မှာကိုတိုင်းကအရင်စူးစမ်းအားထုတ်စရာမလိုမဲ့ကိုလက်ထဲလွယ်ကူလေးရောက်လာတာမျိုးခံစားမိတယ်အဲ့တော့အဓိကကတော့ခုနလိုပေါ့နော်အားထုတ်မှုလေးတော့စိုက်ပါကိုနဲ့ဖြစ်ချင်တဲ့ဆန္ဒနဲ့ alignment တစ်ခုဖြစ်နေတယ်အဲ့ဒါလေးတစ်ခုတော့ပြောချင်တယ်ပေါ့နော်ဟုတ်ပြီလားကဲ so group 1နေပြီးပါပြီကဲ group 2လေးတွေစားကြရအောင် group လေးတွေရဲ့ energy ကိုကြည့်ရတာကပြောမယ်ဆိုလို့ရှိရင်ဒီဖွဲလေးတွေမှာကဖြစ်နိုင်တဲ့ကိုယ့်ရဲ့ဆန္ဒနဲ့တစ်ထပ်တည်းကြဖို့အတွက်ကိုဖြစ်ချင်တဲ့ဆန္ဒလေးတွေဖြစ်လာဖို့အတွက်က potential ရှိတယ်ဖြစ်နိုင်ရည်ရှိရပေါ့ဒါပေမဲ့တခုဘာကိုလွန်ဆွဲနေလဲတော့မသိဘူးတခုအနေနဲ့ပေါ့နော်maybe တခုပေါ့နော် like ကိုယ့်ရဲ့နှိမ့်စဉ်လုပ်နေတဲ့အရာသွားနေတဲ့အရာတွေကိုကိုကဒါပြောမယ်ဆိုလို့ရှိရင်ပုံမှန်ပေါ့နော်လူဖြစ်နေရလားကိုယ့်ရဲ့ daily routine တွေ daily activity တွေဒါတွေကပုံမှန်ရောသွားနေရလားဖြစ်နေရလားဘယ်လိုပြောမလဲကောင်းပြီလို့ပုံစံမျိုးမလုပ်ဘဲနဲ့အချိန်ခါနဲ့ဖြည်းမှန်လေးလှုပ်သွားတာကပို့ပြီးတော့အဆင်ပြေလိမ့်မယ် you have a lot of excuse and maybe ဒီမှာ like တခုပေါ့နော် like maybe ထိုင်ပြီးတော့အပြစ်တင်မယ့်အစား blame နေမယ့်အစားကိုရဲ့လုံးမဲ့အရာတခုပေါ်မှာအာရုံစိုက်ပြီးတော့လုပ်စေချင်တယ်
ဒါပေမဲ့တခုအနေနဲ့ကဘာကိုအကြံပေးခြင်းလဲဆိုလို့ရှိရင် group 2 သမားလေးတွေကလောဘအရင်ရှိတယ်ဒါပေမဲ့တခုပါလဲဆိုတော့ကိုယ့်ရဲ့ intention မှာကိုယ့်ရဲ့ဖြစ်ချင်တဲ့ဆန္ဒလေးမှာဒီအရာတခုလောဘတခုကြောင့်လုပ်တဲ့အရာတခုကကြတော့ကိုဖြစ်တဲ့လောက်မဖြစ်တာမျိုးဖြစ်တတ်တယ် maybe like ကိုယ့်ရဲ့ thinking mindset way ကလည်းလေးမှားနေရလေဖြစ်မှာပေါ့နော်အဲ့တော့တခုဘာအကြံပေးခြင်းလဲဆိုလို့ရှင်တခုအနေနဲ့ပေါ့နော် like ကိုယ့်ရဲ့ thinking mindset way ကအရင်ရေးကြီးတယ်အခုကလို့ပေါ့ like ကိုယ့်ရဲ့ O pattern အနေနဲ့ကိုသွားပြီးလုပ်လို့မရဘူးတခုအနေနဲ့ပြောရလို့ရှင်လဲပတ်ဝန်းကျင်ကိုပြစ်တင်တာတွေဟိုမှာဟိုဟာကြောင့်ဒီဟာကြောင့်ကိုယ့်ရဲ့ဖြစ်ချင်တဲ့ဆန္ဒဟိုဟာကြောင့်ဒီဟာကြောင့်ဆိုတဲ့ excuse တွေ a lot of excuse တွေမပေးဘဲနဲ့ကိုဘယ်လိုမျိုးကောင်းမွန်အောင်ဘယ်လိုမျိုး planning decision မျိုးနဲ့လုပ်သွားမလဲဆိုတာအရေးကြီးတယ်ဆိုလိုက်ကို self center တခုအနေနဲ့ထားလိုက်ကိုဘဝအတွက်ကိုကြည့်ဖို့ပဲအရေးကြီးရယ်ဆိုတဲ့ပုံစံမျိုးနဲ့လုပ်ကြည့်လိုက်မဖြစ်စရာအကြောင်းတော့မရှိဘူးအနည်းဆုံးမဖြစ်ဘူးဆိုရင်တော့မှ၄လအတွင်းမှာအကျိုးထူတာမျိုးလေးဒါပို့ပြီးခံစားရမယ်နော်maybe အများဆုံး၄လအနည်းဆုံး1လဒီလိုပုံစံမျိုးကိုပို့ပြီးမြင်ရတယ်နော် so discipline နဲ့ပဲငါလို့ step by step ဖြည်းဖြည်းချင်းစီလုပ်သွားတာကပို့ပြီးတော့ကိုယ်အတွက်ပို့ပြီးအောင်မွန်လိမ့်မယ်ပို့ပြီးတော့အောင်မြင်လိမ့်မယ်ကောက်ယူမီလိုပဲခုလုပ်ပြီးသွားမိသွားပြန်ပျောက်သွားပြီးတစ်ထပ်ပြီးတော့ခုလုပ်ပျောက်သွားလိုက်မိသွားလိုက်ပြန်လုပ်လိုက်ခုလုပ်လိုက်အဲ့လိုမျိုးကကြတော့ဘယ်လိုပြောမလဲရေရှည်မှာလည်းကိုယ်အတွက်မကောင်းသလိုကိုယ့်ရဲ့desire ဖြစ်တဲ့အရာတွေပေါ်မှာလည်းအဆင်မပြေမှုတွေများတယ်အခုကလို့ like ပတ်ဝန်းကျင် situation တွေကိုကို control လုပ်မရတဲ့ situation တွေအကုန်လုံး blame လုပ်နေပြီးတော့ကိုဘွားရဲ့ talent ကိုပိတ်တဲ့အရာမျိုးတွေကိုယ်တိုင်ဖြစ်နေရမျိုးဖြစ်တဲ့အတွက်သတိထားပါလို့ပြောရင်းနဲ့ပဲဆရာ group 2လေးတွေကိုဒီလောက်နဲ့ပဲရက်လိုက်ပါတော့မယ်နော်ရဲ့သူရဲ့ဆန္ဒတွေပြည့်ဝတာလားဆိုတော့ဘယ်လိုပြောရမလဲ maybe တချို့အရာတွေမှာပေါ့နော်ကိုတယောက်တည်းလုပ်လို့မရတဲ့အရာတွေအများကြီးရှိတယ်ကိုယ့်ရဲ့ဆန္ဒတွေပြေဝဖို့အတွက်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုsupporting ပေးရလားဒါတွေကအများကြီးပါတယ်ဆိုတဲ့ဟာမျိုးဒီဖွဲ့လေးတွေမှာကိုဘေးနာပတ်ဝန်းကျင်က supporting ပေးမှုဒါအရန်လိုအပ်တယ်နော် supporting ပေးမှုအရန်လိုအပ်တယ် energy ဒီဘေးပတ်ဝန်းကျင်ရဲ့ energy ကိုပို့ပြီးတော့ strongly background တစ်ခုအနေနဲ့ရှိပို့ပြီးတော့ကောင်းမွန်နေပေါ့နော်ဘယ်လိုပြောမလဲဘယ်ရမဆိုပေါ့နော်ကိုတိုင်းကရှေ့ရမျိုးလမ်းဆောင်ပြကိုယ့်ရဲ့ဆန္ဒတွေကိုဖြစ်ချင်တဲ့အရာတွေပေါ့နော်အဲ့တော့ဒီလိုလမ်းဆောင်ပြတဲ့အရာတခုက easy နဲ့ကြော်လာနိုင်တဲ့အရာတခုပေါ့မှာနောက်မှာ supporting အားကောင်းတဲ့လူအဖွဲ့အစည်းဒါမျိုးရှိရင်ပို့ပြီးတော့ဖြစ်ထွန်းအောင်မြင်လိမ့်မယ်ပြောရမယ်ဆိုလို့ရှိရင်တော့ပြောရမလဲနန်လောကလူတွေကပါကိုပို့ပြီး supporting ပို့ပြီးနေရဆိုရခံစားချက်မျိုးလေးမြင်မိရပေါ့နော်ကိုယ့်ရဲ့ဆန္ဒတွေကိုဒါဖြစ်ဖို့အတွက်ကိုနောက်ကမျိုးကိုဘယ်လိုပြောမလဲကိုဖြစ်ချင်တဲ့အရာတွေကိုဒါကနောက်ကမျိုးလုပ်ပြီးနေရဆိုတဲ့ဟာမျိုးပို့ပြီးတော့မြင်ရတယ်maybe တခုအနေနဲ့ပေါ့နော် like ကောင်းတဲ့ changes တွေကောင်းတဲ့အရာတွေဒါတွေကလေဖြစ်လာတာပေါ့နော်ဆိုပို့ပြီးတော့ good changes အရာတခုကိုမြင်ရတယ်တခုဘာလဲဆိုလို့ရှင်ဒီချိန်နေတခုမှာပေါ့နော်ကိုတန်တရားဖြစ်တဲ့အရာတွေတိတ်မထင်နဲ့ပေါ့ကိုကောင်းတော့တန်တရားဖြစ်တဲ့အရာတွေကို doubt ဖြစ်မဲ့အရာမျိုးတွေ hesitate ဖြစ်မဲ့အရာမျိုးတွေမထည့်ဘဲနဲ့ okay so move forward သွားရှေ့ဆက်သွားကြော်လွားသွားမဖြစ်နိုင်ဘူးဆိုတာမရှိဘူးအရာအလုံးအဆင်ပြေသွားလိမ့်မယ် so အဲ့အရာပေါ်မှာစိုးရင်စီတွေအရင်ထားတာမျိုးလေးတွေဒါ short တင်နေတခုကပါလဲဆိုတော့
maybe တခါလေကြားလို့ရှိရင်ကိုယ့်ကိုတွေးထင်တာမိတာပေါ့နော်အော်ငါတယောက်တည်းပဲရှိပါလားငါနောက်မှာဘူးမှမရှိပါလားဆိုတဲ့စိတ်မျိုးကိုဝင်မိရမျိုးတငယ်မိတာမျိုးဂတိဖြစ်မိရမျိုးရှိလိမ့်မယ် no actually they have background okay supporting art ရှိတဲ့လူမျိုးဖြစ်တဲ့အတွက် like ကိုယုံကြည်မှုပို့ထားပါအောင်မြင်မှုတွေကကိုယ်စီမှာလက်တကယ်အမှန်လို့တော့လေဆိုတော့ကိုပြည့်ချင်တဲ့စံနာကိုဖြည့်ဖို့အတွက်ကိုအဓိကကတော့ကိုပို့ပြီးတော့ inner trust ကိုပို့ပြီးတော့ရှိဖို့ပဲအရေးကြီးတယ်နော်ဒီလောက်ပဲပြောချင်ပါတယ် group 3လေးเนาะ okay fighting